ရက်စက်မှုကောက်ကျစ်မှုတွေဆိုတာလောဘရှိတဲ့လူတန်တမှာပဲငါမြင်ရတာတဲ့လောဘမရှိတဲ့လူတွေမရက်စက်ဘူးမကောက်ကျစ်ဘူးလို့ပြောတာအလွန်မှန်တာပဲနော်ဒီခေတ်မှာအဲ့ဒီစကားလေးကအကျေပြောစရာအရန်ကောင်းရက်စက်မှုမှန်တယ်များအကြောင်းပဲရက်စက်နေတာမဟုတ်ဘူးတခုခုရခြင်းလို့ဟုတ်တယ်မဟုတ်လားတခုခုဖြစ်ခြင်းလို့နော်ကံကောက်ကျစ်နေတာတွေကတော့ပါရခြင်းလို့ပဲလေနော်ဒီခေတ်ဆိုရင်တော်တော်ကိုတချို့အတုတွေကတော်တော်ရင်နာစရာကောင်းတယ်တော်တော်ကြောက်စရာလည်းကောင်းအတုတွေကြီးပဲဒီကတော့တိတာကစားတရားတွေဆိုရင်အနက်လောက်ပဲအတုလို့ထင်တာအခုအရသာလည်းအတုရတယ်ဒီကတော့အယောင်လေးလောက်ပဲအတုရှိတယ်ထင်နေတာအခုအကုန်အတုရှိတယ်အကုန်လုံးအတုတွေကြီးပဲဟုတ်လားအစားအသောက်အတုဆိုမှတော့ဒီခန္ဓာကိုဘယ်ခံနိုင်မှာတော့ဟုတ်လားအဲ့ဒီအစားအသောက်အတုတွေကြောက်စရာကောင်းတဲ့အတုကဘာအတုများဖြစ်မလို့စေဝါအတုလှုပ်ရက်တယ်နော်ရချင်တော့လှုပ်တာပဲလေသုံးဆွဲတဲ့လူဘလို့ပဲဒုက္ခရောက်နေသူရရင်ပြီးရောလှုပ်လိုက်တာပဲဟုတ်လားနောက်ထပ်အတုတကအတုတွေမဲ့အဆိုးဝါးဆုံးအတုကဘာအတုများဖြစ်မယ်တင်တော့တရားအတုအဲ့ဒါကတော့တန်တရားနဲ့ချီပြီးတော့နဲ့နာသဘောပေါက်ဖို့လိုတယ်ဟုတ်လားအဲ့ဒီအတုတွေဘာဘူးလို့လုံနေကြတာတော့ရခြင်းလို့ဟုတ်လားရက်စက်မှုတွေကောက်ကျစ်မှုတွေဟာလောဘရှိတဲ့ပုဂ္ဂိုလ်တွေရဲ့တဏ္ဍမှာပဲငါမြင်ရတယ်တဲ့တတ္တမလောဘနာရောစီဒါကြောင့်အဲ့ဒီလောဘကိုငါမကြိုက်ဘူးတဲ့လူရင်းတူရှင်လေးပြောလိုက်တာနော်တကယ်တော့ဦးဇင်းတို့ကြည်ကြည်ပြည့်ပြည့်ပြောမယ်ဆိုရင်လောဘဆိုတာဒုက္ခသမုဒယသစ္စာပဲလေဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားအဓိကအကြောင်းတရားဟုတ်လားလောဘကြောင့်ဘလို့တွေဆင်းရဲပါတယ်ဆိုတာကိုစာဖွဲ့မယ်ဆိုရင်အခရာမလောက်ဘူးလို့တော့မြတ်စွာဘုရားဟောတာသစ္စာတန်ရုပ်ပါဠိတော်ထဲမှာဟုတ်လားလိုချင်မှုကြောင့်ဒုက္ခတွေဘလို့ဖြစ်ရပါတယ်ဆိုတာကိုအသေးစိတ်ပြောမယ်ဆိုလို့ရှိရင်စကလုံးမလောက်ဘူးတဲ့ဒါကြောင့်လောဘရဲ့အပြစ်ကိုဦးဇင်းတို့ကိုယ်အောင်ပြောလို့ရမလားမရအဲ့ဒါဘုရားလောင်းကတော့အထီရောက်ဆုံးစကလုံးလေးသုံးပြီးတော့ပြောတယ်ဟုတ်လားရက်စက်မှုတွေကောက်ကျစ်မှုတွေဟာလောဘရှိတဲ့လောဘရှိတဲ့လူတွေရဲ့တဏ္ဍမှာပဲငါမြင်ရတယ်ဒါကြောင့်ဒီလောဘကိုငါမကြိုက်ဘူးတဲ့ဟိုဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကမဟာကာလဥပဒကဆိုတာရှိတယ်သောတာပန်ရိယာသူတော်ကောင်းပဲအဲ့တော့ဒီနေ့မြတ်စွာဘုရားကျောင်းတော်ကနေဥပုံဆောင်ပြီးတော့မနေ့ကဝီလီဝင်လေးကျောင်းကနေအိမ်ပြန်တယ်သူဥပုသ်တယ်ဆိုကျောင်းအိတ်တာပါကျောင်းနဲ့မြို့ရဲ့ကြားထဲမှာရေကန်ရှိတယ်အဲ့ဒီရေကန်မှာဆင်းပြီးတော့မျက်နှာတက်တယ်အဲ့လိုမျက်နှာတက်နေတော့တခိုးတယောက်ကခိုးတို့ခိုးတယ်အနေနဲ့ထုတ်ပိုးပြီးတော့နောက်ကလူတွေကလိုက်လို့ပြေးတာပြေးနေအဲ့ဒီနားကျတော့မနိုင်တော့အဲ့ဒီအထုပ်တစ်ထုပ်ကိုအဲ့ဒီနားပြစ်ချထားခဲ့မျက်နှာတက်နေတဲ့မဟာကလဥပဒကအဲ့ဒီအထုပ်ချနေမှတော့သူမသိဘူးခဏနေတော့နောက်ကလိုက်လာတဲ့လူတွေကအဲ့ဒီနားရောက်လာတဲ့ခါကျတော့ဟာကြည်စမ်းတခိုးကပြေးလို့မလွန်မှန်းသိတော့မျက်နှာတက်ဟန်ဆောင်းနေတယ်ကျောင်းတော်ကပြန်လာတဲ့ဥပုသ်တေဟန်ဆောင်းနေတယ်ဝိုင်းရိုက်ကြတာဘလို့မှညင်းလို့မရဘူးတောင်းမှလို့မရဘူးကြောက်เสียကြီးအဲ့တော့တယောက်တစ်ချက်ဝိုင်းရိုက်တာအဲ့ဒီနားတင်အသက်ထွက်တယ်